တွေးခန့်နှုတ်ကတဆဆအလိုလိုအော်နေပြီရဲ့ဝါမောင်သောစပကဲများနဲ့လွမ်းမော့ပဲရိမ့်လုံနေတယ်ညီညာမှုမရှိသည့်စပကဲလန်းသည်သူမကိုစီးကြုံနှောက်ယှက်နေသည်တိမ်တွင်ငုံမမဲနှင့်သူမကိုကောင်းမယ်မှမိုးပေးထားသည်သူမ၏အလောတကြီးနိုင်မှုကြောင့်စပိန်ကလေးဖြစ်လေသည်လက်ဘဝမှသွေးရီဆိုကုန်သည်ခြေထောက်တွေပုံရှာကုန်သည်ဓာတ်တွေခီးမဆိုင်နိုင်မှသူမအမြန်ပြန်ထားစပိန်လေးကိုထူ၍ဆက်နှင်းခဲ့သည်စပါးကင်းကြီးဟိုးတစ်ပတ်တွင်အဝေးပြေးကားတစ်စီးကိုတွေ့ရသည်သူမကားနားမရောက်ခင်ကားကြီးဟာတအိမောင်းထွက်လေသည်သူမမမိမှန်းတီးလျက်လှမ်းမြော်ကြည့်ရင်နမဲတစုံကိုနှုတ်မှအော်ခေါ်နေသည်ခြေထောက်တွေကဆက်မပြတ်နေသည်စပကင်းများကသူမကိုမကြည့်ရသလိုမျက်လုံးမှိတ်ထားကြသည်အဝေးပြေးကားကြီးသည်တအိနှင့်အရှင်ရစာပြုလာပြီးတဖြည်းဖြည်းမြန်ဆန်လာသည်သူမအမြန်ဆုံးနေခဲ့သည်အကျေဆုံးအော်ခေါ်သည်သူမလေချောင်းနဲ့၆ကနာချင်လာသည့်အထိတွေးခန့်မြည်သည့်တီဟိုရီမှစပိန်လေးကိုမကူညီခဲ့ပေအဝေးပြေးကားကြီးသည်အဝေးကြီးစီသို့ပြေး၍သွားခဲ့ကြပြီခေါ်သံလုံးကြားနေမိရဲ့သူများနောက်ကနေမမေမကန်းအပြေးလိုက်လာတာများလားပြတင်းပေါက်ကနေအနောက်ကိုလှည့်ချလိုက်ခြင်းပဲမဲ့ကိုယ်စိတ်ကိုထိတ်လိုက်တယ်ကျွန်တော်စိတ်ကူးရင်တိမ်များသွားပြီထင်တယ်ဒါစောဝင်ငန်းတစ်ခုမှမဟုတ်ပဲအပေါ်ရီမတွေးချင်စမ်းနေကွာသူ့အတွက်ကျွန်တော်စားတစ်စောင်းရေးထားခဲ့တယ်ညတော့ကသူ့ကိုဟိုဘက်လှည့်ခိုင်းထားပြီးစာရွက်ကောက်ကိုဘူပေါင်းနဲ့ထည့်လိုက်ပြီးလေးမုံလို့ထားခဲ့တယ်သူဖောက်ခွင့်ရရင်လည်းရမယ်မရရင်လည်းမရဘူးကျွန်တော်မသိနိုင်ဘူးကျွန်တော်သိတာတကူကကျွန်တော်ဒီနေ့အတွင်းသူနဲ့အတူရှိခဲ့တဲ့အချိန်ကိုဘလုံးမှမေးမှာမဟုတ်ဘူးဆိုတာပဲလူတိုင်းနဲ့ကျွန်တော်လောင်းရဲတယ်ကဘာပေါ်မှာရှိသမျှဘူပေါင်းတွေဟာတနေ့နေ့မှာပေါက်ကွဲသွားမှာပဲဒါမှမဟုတ်လေရော့ပြားချိုက်ပြီးအမိုက်တစ်ခုဖြစ်သွားမှာပဲဒါပေမဲ့ကျွန်တော်ယုံကြည်တဲ့မိုးသားထဲမှာတော့ကျွန်တော်ယုံကြည်တဲ့ဘူပေါင်းလေးတစ်လုံးဟာအထီးခိုက်မရှိပဲအမောင်အမွားကင်းစင်စွာလွယ်ဝဲနေလိမ့်မယ်အဲ့ဒီဘူပေါင်းလေးကိုအတိုင်းမသိတကိုးကြီးတဲ့တကိုးရှင်တယောက်ကဒါမှမဟုတ်မော်ဆရာတယောက်ကသူ့တကိုးတွေအကုန်သုံးပြီးဖန်ဆင်းသွားခဲ့တာပေါ့မော်ဘူပေါင်းလေးတစ်လုံးပေါ့ဒါပေမဲ့အဲ့ဒီမော်ဘူပေါင်းလေးဟာသိစီကြီးလုံးနဲ့ကွယ်လေးလံဖြစ်เสียမလို့ပဲ300ပြည့်ဝဲခဲ့ရတယ်ဒါပေမဲ့အဲ့ဒီမော်ဘူပေါင်းလေးကိုဝယ်ယူခဲ့လို့ငါမနှမျောဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီဘူပေါင်းလေးထဲမှာငါအဖို့မဖြစ်နိုင်နဲ့နင်းနဲ့ပတ်သက်ခဲ့တဲ့အတိတ်တွေရှိနေလို့ပေါ့ဒီကောင်တော့ဒီလိုယုံကြည်ခဲ့လိုက်ပြီအတိတ်ဆိုတာမပေါက်မကွဲငါမျက်လုံးထဲကကောင်းကင်မှာဝဲနေမယ်မော်ဘူပေါင်းလေးတစ်လုံးပဲကွယ်ခရီးကပြန်လာပြီးတိတ်မကြတဲ့တနေ့မှာစနေနေ့တနေ့ပါကျွန်တော်ရင်တုန်းကနေခဲ့ဘူးတဲ့ရက်ကွက်စီရောက်ခဲ့တယ်ပန်ရွက်စီလာတာပါပန်ရွက်ကိုကျွန်တော်ပြောစရာစကားရှိတယ်ပြောမှဖြစ်မယ်မပြောရင်မဖြစ်ဘူးသူများပြောသွားရင်ခက်မယ်ကိုယ်တိုင်ပြောရတာလည်းမလွယ်ဘူးဒါဆိုဘာစကားပြောမှလဲဆိုတာရိပ်မိကြရောပေါ့ဒါပေမဲ့အရေးပဲမိလို့မဖြစ်ဘူးအကောင်လိုက်မိဖို့ညကလေးကကျွန်တော်စကလုံးတွေအများကြီးစီလာခဲ့တယ်ပန်ရွက်အိမ်မရောက်ခင်စောမင်းရင်ရောက်တယ်မကောင်းတယ်လို့လန်တာကြုံနေလို့ရှူရန်ပေါက်ချင်နေလို့ခဏဝင်လိုက်တာပါအပေါ်ပါသွားပြီးတော့ဒီကောင်နဲ့စကားခဏပြောပြသေးတယ်ငါပန်ရွက်ရင်သွားမလို့သူ့ပြင်းနေပါရီထွက်သွားတာများတွေ့သေးလားငါလမ်းမော့ငိမ့်မိတလောက်တော့မတွေ့ဘူးဒိန်ကြီးကိုတော့တွေ့တယ်ငါပြောပွဲအောင်ဝင်လေကောင်းမှရွက်လို့ဟာဒါဆိုငါသိပြီပန်ရွယ်ခုချိန်အိမ်မှာမရှိဘူးကျွန်တော်ပန်ရွယ်ရှိတဲ့နေရာကိုလိုက်သွားဖို့ပြင်တော့စောမင်းကဖလက်စချာနေကိုအတန်ထွက်ဆက်ပတ်တယ်အရက်ကုမ္ပဏီတစ်ခု300မဲပေါက်ပေးတယ်ဆိုပါလားစူကြီး300ပေါက်တဲ့သူကမိန်းကလေးဖြစ်နေလို့ရှက်လို့ဆိုပြီး
နမေရင်းလည်းမဖော်ပြထားဘူးဓာတ်ပုံလည်းမဖော်ပြထားဘူးတဲ့ကွာမိန်းကလေးတွေလည်းတောက်တက်နေပြီထင်တယ်ကိုရီးယားယူပြီးတောက်တာနေမှာပေါ့စောမေကသူ့ဘာသာသူခပ်ပိန်ပိန်ပြောပြီးသူ့ဘာသာသူရေပြန်နေကျွန်တော်မျက်နှာနည်းနည်းပြတ်သွားတာကိုလည်းစောမေမရိပ်မိခဲ့ပါဘူးခြေလမ်းတွေကမတက်လက်တော့ပဲမဲ့ရက်ကွက်တိတ်ကကစားကွင်းလေးစီရောက်ခဲ့ပါတယ်ပန်ရွယ်ကတင်ကြီးရံကိုကြောက်လို့စနေနေ့တိုင်းဒီကစားကွင်းလေးမှာလာရှောင်နေရမို့လားသူ့လမ်းတွေ့ပါတယ်သူကလေးစီးတဲ့တန်းကလေးကိုစီးနေတယ်ကျွန်တော်တို့တွေ့တော့သူတကယ်ဝမ်းသာသွားတာမို့မျက်နှာလေးအယောင်တောက်သွားပဲမဲ့တန်းကလေးပဲဆက်စီနေရတယ်သူဘေးကလွတ်နေတဲ့တခြားတန်းကလေးပေါ်ကျွန်တော်ဝင်ထိုင်လိုက်တယ်ဘာလာလောက်တာလဲယူရဲ့ငါပေါ်မလေးကိုပြောစရာရှိလို့လာတာအေးပြောသူ့ကိုငါပေါ်မလို့ခေါ်မှန်းတယ်သူသိရဲ့သူ့ပါပင်ကလေးတွေနှုံညံ့နေတာဟာကျွန်တော်ကိုအသေးရစေတယ်ရင်ခုန်တာကိုထင်းရတာကဘာအကန့်ဆုံးအလုပ်တစ်ခုထဲမှာပါဝင်တယ်လို့ပြောရင်ညင်းမဲ့သူနေလိမ့်မယ်ထင်တယ်သူကပြောဖို့တွန်းဆုံနေတဲ့ကျွန်တော်ကိုမတင်ကားသလိုကြည့်တယ်ကျွန်တော်ပြောတဲ့စကားကိုနည်းနည်းရိပ်မိသွားလားမသိဘူးပါးပြင်မှာအမှုဆုံးနေရလေးတွေရှင်းလာတယ်ဘာပြောမလို့လဲပြောလေဒီလိုပြောပေမဲ့သူ့မျက်နှာလွှဲလိုက်တယ်ဒါပေမဲ့စကားလွှဲလို့မဖြစ်တဲ့ကျွန်တော်ဆက်ပြောရမယ်ပန်ရွယ်ငါလေငါနဲ့ကိုဟာဟိုးမဘူးပဲဘူးပေါင်းနေအများကြီးပဲသူမိုးကောင်းငင်နဲ့လက်ညှိုးညွန်ပြီးအားရပါရပြောလာတယ်သူညွန်ပြရမိုးသားထဲမှာဘယ်ဘလို့ပြောင်းလဲလာမှမသိတဲ့မိုးပြန်ပူပေါင်းမိသားဆိုလည်းမသိပါဘူးအပြာရောင်နောက်ကန်ကောင်းငင်ထဲမှာရှောင်ဆောင်လဲလို့ကျွန်တော်စကားမဆုံးတော့ဘူးထပ်ပြီးဆက်ပြီးလည်းမပြောဖြစ်ခဲ့ဘူးမိုးပြန်ပူပေါင်းနေမိုးပြန်ပူပေါင်းနေသူတို့တွေဟာကျွန်တော်စိတ်ကိုတမျိုးဖြစ်စေခဲ့ပေါ့ကျွန်တော်ပြောချင်တဲ့စကားတွေကိုစွန့်ငင်သိမ့်ပိုက်ပြီးနှုတ်ယူသွားတယ်ကျွန်တော်ကြောက်စက်ကလေးခဲလေးကောင်းစကားမပြောဖြစ်တော့အဲ့ဒီညနေကျွန်တော်သူ့ကိုညီသည့်စကားမှထပ်မံမပြောဖြစ်ခဲ့တော့ပါဘူး